အားလုံးပဲမင်္ဂလာပါရှင်ကုန်ကြစရိတ်လည်းတက်တာပြီးထမင်းမိန်စီတဲ့ငါးကြော်နှက်လေးကြော်စားပြစ်လို့ပြန်လဲမျှဝေတာဖြစ်ပါတယ်ရှင်ငါးကြော်နှက်လုပ်ဖို့အတွက်ငပိမှာ3កောင်ကိုအသုံးပြုထားပါတယ်ရှင်အရသာအတွက်ကတော့စာဟင်းသီးဟင်းရွက်မုတ်နွေးမုတ်တို့ကိုအသုံးပြုထားပါတယ်ရှင်ငါးလေးကိုစတင်ကြော်ပါတော့မယ်ရှင်ငါးကြော်နဲ့လုပ်ဖို့အတွက်ကြက်သွန်ဖြူကြက်သွန်နီခရမ်းချင်တီငရုတ်သီးစိမ်ရှမ်းနံနံနဲ့မကြီးဒီမက်အနှဲငယ်ကိုအသုံးပြုထားပါတယ်ရှင်အယောင်လေးလာစီဖို့အတွက်အယောင်တင်မုံအနှဲငယ်နဲ့အရသာအတွက်ကတော့စာဟင်းသီးဟင်းရွက်မုံသီးစီအနှဲငယ်ကိုအသုံးပြုထားပါတယ်ရှင်ဒီလိုငါးကြော်နှက်ကတော့ဆိုင်မှာဝယ်စားရင်ဈေးကြည့်တာမို့လို့ကိုယ်တိုင်လှုပ်ရှားကြည့်ကြပါနော်ကုန်ကြစရိတ်လည်းအရန်တက်တာပါတယ်ရှင်အနည်းငယ်ရတာနဲ့ပြည့်စုံတဲ့ငါးကြော်နှက်လေးရပါပြီရှင်စားကြပါအောင်ရှင်